ကိုနေစင်ရဲ့ကျွန်တော်တခုမေးချင်လို့ဗျာဟုတ်ကဲ့ခင်ဗျာရင်ဝဲတိမ့်ကဆရာရွှေပြေးရေးတယ်ဆိုတာဟုတ်ပါသလားဟုတ်ပါတယ်ဆရာရွှေပြေးရေးတာတီးတာလဲဆရာရွှေပြေးဝိုင်းပါပဲအဲ့လိုဆိုရင်ကျွန်တော်မေးရတော့မယ်ဗျာဘာဖြစ်လို့ဒီတီးဝိုင်းကအရန်ကိုခက်မိနေရတာလဲဗျာအဲ့ချိန်ခစ်တာပေါ့နော်ဟုတ်ကဲ့ဆရာရွှေပြေးကိုကျွန်တော်အရန်လေးစားပါတယ်အရန်လည်းကြိုက်တယ်တကယ်ဆရာကြီးတဆူပါပဲခက်ပြိုင်ဆရာတွေရှိပါတယ်ဆရာမျိုးမငိန်ကလည်းဆရာရွှေပြေးနဲ့ခက်ပြိုင်ပါပဲဆရာရွှေပြေးရတော့နည်းနည်းလေးစီနီယာကြမယ်လို့ယူဆတယ်ဘာလို့ဆိုတော့ရန်ကုန်ကဓာတ်ပြားကုမ္ပဏီမှာဆရာရွှေပြေးတီးနေချိန်မှာဆရာမျိုးမငိန်ရောက်ခဲ့တယ်ဓာတ်ပြားပြခဲ့ဘူးတယ်ကိုလံဘီယာကုမ္ပဏီတင်တယ်ကိုလံဘီယာကဓာတ်ပြားကုမ္ပဏီမှာအဲ့တော့ဒီရင်ဝယ်တိမ့်တန်စင်ကကျွန်တော် instrumental ပေါ့ဒါနိုင်ငံခြားတန်စင်ကို copy လုပ်ထားတာပါ instrumental ကျွန်တော်ငယ်ငယ်တည်းကနားထောင်ခဲ့ရတာပေါ့နော်သူက orchestra နဲ့တီးရတယ် band အပြည့်တီးရတယ်အဲ့ဒီမှာအဓိကတယောသံဗျတယောသံနေမြိုင်းနေအောင်တီးရတယ် original version ရှိတယ်ပေါ့အဲ့တော့ကျွန်တော်ကဆရာကိုမလေးမစားပြောတာမဟုတ်ပါဘူးကျွန်တော်ရဲ့အတွေ့အနယ်ချဲ့မိတာပါကျွန်တော်စိတ်ထဲမှာဒါ original ပေါ်မှာပဲဒေါ်နော်မာအေးကိုအတန်ထပ်ပြီးစိုးကိုင်းထားတယ်လို့ကျွန်တော်ထင်တာပေါ့နော်မှားနေရင်လည်းခွင့်လွှတ်ပါအဲ့ဒါကတော့ကျွန်တော်အတွေ့အကြုံလေးတစ်ခုပြောပြမယ်ဗျရုပ်ရှင်မြင့်တင်ရေးပေါ့နော်ဖဖေအဲ့မှာအတန်ဖမ်းနေတဲ့အချိန်တုန်းကအဲ့လိုပဲရုပ်ရှင်ကုမ္ပဏီတွေကနေပြီးတော့ original ဓာတ်ပြားတွေယူလာတယ်အဲ့တဲ့ချင်းတွေကိုဓာတ်ပြားတွေကနေပြီးတော့တိတ်ခွေတွေကိုထည့်တယ်နောက်ပြီးတော့စာသားတွေရေးတယ်ပြီးတော့အစိုးရဆိုခိုင်းနေဆိုတာကျွန်တော်မြင်ဘူးတယ်ဒါပေမဲ့ကျွန်တော်လည်းငယ်တဲ့ကာလမို့လို့ဘယ်လိုချင်းမျိုးဆိုတာတော့ကျွန်တော်မမှတ်မိဘူးဗျအဲ့ဒါတော့တာရကတစ်ခုရှိတာတော့ကျွန်တော်ရဲရဲဝင်ပြောရဲတယ်ဗျဟုတ်ပါတယ်အဲ့လိုထင်ရတယ်ဟုတ်တယ်ခင်ဗျာမူရင်းသချင်းကိုထားပြီးတော့အပေါ်ကလေးပြီးတော့အဆိုတော်ကထတ်ဆိုတာပါအဲ့တော့ရုပ်ရှင်သဘောနဲ့ပြောတော့အဲ့ဒါဒါဘင်ပေါ့နော်အဲ့ဒါတော့ကျွန်တော်မြင်မှုပါတယ်ဟုတ်ကဲ့မပြောဝင်ပါဘူးဗျာရိုးသား သူ့အဖို့ကလေဒီသချင်းကတကယ်တော့အကယ်၍များပေါ့နော် original ပေါ်မှာအတန်ထပ်ပြီးဆိုမယ်ဆိုရင်အဝင်ထွက်တိကျဖို့လိုတယ်ခက်ခဲတာပေါ့နော်ဒါပေမဲ့ဒေါ်မအေးကသူ့ရဲ့ကဝေအတတ်ပညာနဲ့အဆိုတဘာအရာပေါ့ပေါ့ပါလေးဆိုသွားတာဗျကျွန်တော်အဲ့သချင်းကိုဟိုးရကြားဖို့တယ်ခင်ဗျတိတ်ခွေထဲမှာကြားဖို့တာပေါ့နော်မမအေးအတန်အရန်ကောင်းတာဗျပေါ့ပါလေးနဲ့လေတက်တိုက်ကြလှပါလေးဆိုသွားတာနော်အဲ့ဒါတော့တကယ်ထူးကြတယ်အတန်ချစ်စရာကောင်းတယ်လူလည်းချစ်စရာကောင်းပါတယ်သူကချစ်မွေးပါတယ်ဗျလူတိုင်းသူ့ကိုချစ်ကြတယ်လေနော်မမကြီးကချစ်မွေးပါတယ်ချစ်စရာကောင်းတယ်ဟုတ်တယ်သူအတန်ကလည်းအများရန်ရှင်လန်းတက်ကြွနေတာပေါ့သူဒါနားထောင်လိုက်ရရင်အရန်စိတ်ကြည်နူးရတာပေါ့နော်ဟုတ်တယ်ဗျမမအေးရဆိုရဲဆိုတန်လေးကလည်းအရန်ကောင်းတယ်ဗျနော်အဲ့ထင်ပါလေအကုန်ပါပဲနောက်ပြီးတော့တချင်းစာသားလေးကလည်းကောင်းတယ်ပန်စင်ကလည်းအရန်ကောင်းတယ်ဗျာအဲ့ဒါကျွန်တော်အခုတော့ပြန်တီးထားပြီဗျဟုတ်ကဲ့ကျွန်တော်နားထောင်နေပါတယ်ဗျာကျွန်တော်နဲ့ဒီ break တွေလည်းနားထောင်နေပါမယ်ရင်ဝဲတသိန်းနေဟိုလိုက်ခါမြေအသေးနှလုံးပဲခိုင်ငါဆွဲလို့တလို့ခွဲတထိတ်ထိတ်နဲ့တွေ့ကြုံနာရဲ့ခင်မင်းစင်စင်အချစ်စင်စင်အေးမြပဲယောဂစီတီစုံနဲ့မညီတာချစ်တွေမြတ်တာကကျွဲ